စိတ်တက်ကြနေတဲ့အချိန်ကိုပြန်ထူထောင်ဖို့လုံးတဲ့တဲ့အချက်10ချက်တစ်ကိုခံစားချက်ကိုမဖိနှိပ်ဖဲလက်ခံပေးပါစိတ်တက်ကြလာတဲ့အချိန်လူအများစုကငါဘာလို့ဒီလိုဖြစ်နေရတာလဲဆိုပြီးကိုအပြစ်တင်တတ်ကြတယ်ဒါပေမဲ့ခံစားချက်ဆိုတာခလုံးနှိပ်ပြီးပိတ်လို့ရတဲ့အရာမဟုတ်ဘူးဝမ်းနေနေတယ်ဆိုရင်ဝမ်းနေနေတာကိုအရင်လက်ခံဖို့လိုတယ်အခုငါပင်ပန်းနေတယ်စိတ်မကောင်းဖြစ်နေတယ်လို့ကိုပြောကြည့်ပါတခါတလေအတင်းပြော်ဖို့ကြိုးစားတာထက်ကိုအခြေအနေကိုလက်ခံတာကပိုပြီးစိတ်သက်သာစေတတ်တယ်မိုးရွာနေချိန်မှာမိုးမရွာဘူးလို့မပြောနိုင်တယ်လို့ပဲစိတ်ထဲမှာမိုးရွာနေချိန်ကိုလည်းလက်ခံပြီးဖို့လိုတယ်နှစ်အခန်းထဲပိတ်မနေပဲနေရောင်နဲ့ထိတွေ့ပါစိတ်တက်ကြလာရင်လူတွေကအခန်းထဲပိတ်ပြီးဘယ်သူနဲ့မှမတွေ့ချင်တော့ဒါကခဏတော့အဆင်ပြေတယ်လို့ခံစားရပေမဲ့ကြာလာရင်ပိုပြီးအထီးကျန်စေတတ်တယ်မနေ့ပိုင်းမှာအိမ်ရှိရွှတ်ထိုင်တာပဲဖြစ်ဖြစ်လမ်းလျှောက်တာပဲဖြစ်ဖြစ်လုပ်ကြည့်ပါနေရောင်လီတိုက်တန်ပတ်ဝန်းကျင်အတန်တွေကစိတ်ကိုအနည်းဆုံးတစ်ချက်တော့ရွှေ့ပေးနိုင်တယ်ဒါနဲ့ဘာထူးမှလဲလို့ထင်နိုင်တယ်ဒါမဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေကတခါတည်းမလာဘူးအသေးစားလှုပ်ရှားမှုတွေကလည်းစတင်တတ်တယ်3အိတ်ချိန်ကိုပုံမှန်ဖြစ်အောင်ကြိုးစားပါတချို့ကစိတ်တက်ကြရင်အိတ်မပြောဘူးတချို့ကတော့တစ်နေ့လုံးအိတ်နေခြင်းတယ်အိတ်ဆက်မှုကစိတ်အခြေအနေနဲ့အရန်ဆက်နွယ်နေတယ်ညတိုင်းမတူညီတဲ့အချိန်အိတ်တာဖုန်းသုံးပြီးညလုံးပေါက်နေတာတွေကစိတ်ကိုပိုလေးစေနိုင်တယ်တရက်ထဲအားလုံးပြောင်းဖို့မလိုဘူးဒီနေ့ညတနာရီအိတ်တယ်ဆိုရင်မနက်ဖြန်7နှစ်ခွဲလုပ်ကြည့်ပါနည်းနည်းချင်းပြန်တိဆောက်သွားတာကပိုလွယ်တယ်လေးလူတွေနဲ့လုံးဝမဝေးသွားပါနဲ့စိတ်မကောင်းတဲ့အချိန်မှာဘသူမှငါ့ကိုနားမလည်ဘူးလို့ခံစားရနိုင်တယ်ဒါကြောင့်အားလုံးကိုဖျက်တောက်လိုက်ချင်လာတတ်တယ်ဒါပေမဲ့တယောက်တည်းအယမ်းကြာသွားရင်စိတ်ထဲကအတန်တွေပိုးကျလာတတ်တယ်တငယ်ချင်းတယောက်ကိုဒီနေ့စိတ်နည်းနည်းမကောင်းဘူးလို့ပို့ကြည့်ပါအကြံဉာဏ်ကြီးမလိုဘူးတခါတလေအေးငါရှိတယ်ဆိုတဲ့စကားတစ်ခွန်းအောင်လုံလောက်တတ်တယ်ငါကိုလက်လှုပ်ရှားမှုလုပ်ပါကျင်သွားရမယ်အပြေးကြီးပြေးရမယ်ဆိုတာမဟုတ်ဘူးမိနစ်30-15လောက်လမ်းလျှောက်တာအိမ်ထဲမှာကိုလက်ဆန့်တာမျိုးကလည်းရတယ်စိတ်တက်ကြလာရင်ကိုခန္ဓာကလည်းပိုလေးတယ်လို့ခံစားရတတ်တယ်အဲ့ဒီအချိန်မှာလှုပ်ရှားမှုတေးသေးလေးတွေကစိတ်နဲ့ကိုပြန်ချိတ်ပေးတတ်တယ်စားလို့ဖို့ခတ်ပြီးမဲ့စပြီးသွားရင်မလုတ်တာထက်တော့ပိုကောင်းသွားတယ်ဆိုတာခံစားရနိုင်တယ်6ကိုအပြစ်တင်တာလျှော့ပါငါအတုံးမကြဘူးငါမတော်ဘူးဆိုတဲ့စကားတွေကိုစိတ်ထဲမှာထက်ခါပြောတတ်ကြတယ်ဒါပေမဲ့ကိုအဲ့လိုပြောနေရင်စိတ်ကပိုမိုက်လာတတ်တယ်ကိုတငယ်ချင်းတယောက်ဒီလိုခံစားနေရင်ဘလို့ပြောပေးမလဲဆိုတာစဉ်းစားကြည့်ပါအများအားဖြင့်ကိုပြောတဲ့စကားထက်တငယ်ချင်းကိုပြောတဲ့စကားကပိုနူးညံ့တတ်တယ်အဲ့ဒီနူးညံ့မှုကိုလည်းပေးကြည့်ပါခုနှစ်တင်းငယ်တဲ့ရည်မှန်းချက်တွေချမှတ်ပါစိတ်တက်ကြလာတဲ့အချိန်မှာဘဝတစ်ခုလုံးပြန်တည်ဆောက်ရမယ်ဆိုတာအရန်ကြီးသွားတတ်တယ်အဲ့ဒီအစားဒီနေ့ရေနှစ်ခွက်ပိုတောက်မယ်အခန်းကို9မိနစ်ရှင်းမယ်ဆိုတာမျိုးတေးသေးလေးစလုပ်ပါတင်းငယ်တဲ့အောင်မြင်မှုတွေကငါလုံနိုင်သေးတယ်ဆိုတဲ့ခံစားချက်ပြန်ပေးတတ်တယ်ရှစ်ကိုယ်စိတ်ကိုဖျက်ဆီးနေတဲ့အရာတွေကိုသတိထားပါတခါတလေလူတချို့ဆိုရှယ်မီဒီယာတချို့နှိုင်းယှဉ်မှုတချို့ကစိတ်ကိုပိုဆိုးစေတတ်တယ်တခြားသူတွေရဲ့ပျော်နေတဲ့ပုံတွေကိုကြည့်ပြီးငါဘဝပဲမကောင်းဘူးလို့ထင်လာနိုင်တယ်ဒါပေမဲ့လူတိုင်းကသူတို့ဘဝရဲ့အလှဆုံးအပိုင်းကိုပဲတင်တာများတယ်ကိုယ်စိတ်ပိုင်းဆိုင်ရာအတွက်နည်းနည်းအကွာအဝေးထားတာလည်းလိုအပ်တတ်တယ်နံပါတ်9စိတ်ထဲကအရာတွေကိုရေးချပါပြောလို့မရတဲ့အရာတွေကိုစာရွက်ပေါ်ချရေးတာကအသုံးဝင်တတ်တယ်စာလှရေးဖို့မလိုဘူးဒီနေ့ဘာကြောင့်စိတ်မကောင်းဖြစ်တယ်ဘာကိုကြောက်နေတယ်ဆိုတာပဲရေးကြည့်ပါစိတ်ထဲမှာလုံးထွေးနေတဲ့အရာတွေကစာပေါ်ရောက်လာတဲ့အခါနည်းနည်းပူရှင်းသွားတတ်တယ်အရန်ကြာနေတယ်ဆိုရင်အကူအညီတောင်းပါစိတ်တက်ကြတာကတခါတလေခဏတာဖြစ်နိုင်တယ်ဒါပေမဲ့ရက်တွေပတ်တွေကြာပြီးနေ့စဉ်ဘဝကိုထိခိုက်လာတယ်ဆိုရင်လူတစ်ယောက်တည်းမထမ်းဖို့လိုဘူးယုံကြည်ရတဲ့လူအကြံပေးသူစိတ်ကျမ်းမာရေးကျွမ်းကျင်သူနဲ့ပြောတာကအားနည်းချက်မဟုတ်ဘူးအကူအညီတောင်းတာကကိုအရေးပေးတာပဲဖြစ်တယ်စိတ်တက်ကြနေခြင်းကတခါတလေဒီတိုင်းပဲအမြဲဖြစ်နေမယ်လို့ခံစားရစေတတ်ပေမဲ့ခံစားချက်တွေကယာတီဥရုလိုပဲပြောင်းတတ်ပါတယ်ခုလိုဗဟုသုတရစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်နေတဲ့သူ့
တမီဒီယာကိုစောင့်ကြည့်ပေးပါဦးခင်ဗျာ